ကျွန်တော်အခုတင်ဆက်ပေးမှာကတော့ကျွန်တော်မြန်မာနိုင်ငံအပါအဝင်နိုင်ငံတကာကလင်းငယ်တွေအသုံးများတဲ့ NDC game platform တစ်ခုအကြောင်းပဲဖြစ်ပါတယ် Roblox လို့ခေါ်တဲ့အဲ့ဒီ game platform ဟာအသက်8နှစ်က12နှစ်အတွင်းကလင်းငယ်များကြားရေပန်းစားသော game တစ်ခုဖြစ်ပါတယ်အဲ့ဒီ game ဆော့တဲ့ကလင်းငယ်တွေကရိုင်းပြပြီး NDC ရှိတဲ့အကြောင်းအရာများနဲ့ထိတွေ့ခံစားနေရပြီးနိုင်ငံတကာတွင်လည်း Roblox ဆော့တဲ့ကလင်းငယ်တွေကအနိုင်ကျင့်ခြင်းတုံ့ပြန်ခြင်းအမျိုးမျိုးကြောင့်တိုင်တန်းမှုများရှိကြောင်းသတင်းတွေသိရပါတယ်မြန်မာနိုင်ငံမှာလည်းအော်တိုဘာလ29ရက်နေ့က6နှစ်အရွယ်ကလေးညီမဖြစ်သူဟာ Roblox ဆော့တဲ့9နှစ်အရွယ်အကိုဖြစ်သူကဓားပြတိုက်ခိုက်မှုခုလူမှုကွန်ရက်မှာပြန့်နှံ့နေတာတွေ့ရပါတယ်ဖြစ်စဉ်ကိုစာရေးသူက Roblox ဆော့ရင် game ထဲမှာညီမလေးကိုပြုလုပ်ဖို့စေခိုင်းလို့ game mission အရထားလုပ်လိုက်တာပါလို့ရေးသားထားတာတွေ့ရပါတယ်ဒီကိစ္စကထိတ်လန့်စရာကိစ္စတစ်ခုဖြစ်ပြီး Roblox game platform အသုံးပြုသူကလေးများပြားရှိလာကမိဘများနေပြီးနဲ့တားမြစ်တဲ့အနေရရှိ game တစ်ခုဖြစ်ကြောင်းပညာရှင်နဲ့လူများပြားကဝေဖန်နေကြပါတယ်